ကဲဒီနေ့မှာတော့လီယွန်တို့ကထောက်ပြမှာဖြစ်ပါအခုတော့ဒါတော့ပေးပြီးပြန်ပေါ်တဲ့တွင်းလေးပဲဖြစ်ပါကျွန်တော်လည်းဒါတော့ပေးစာမသိပါလီယွန်တို့ကအခုတစ်ခေါက်မှာတော့အထောက်အထားကြောင့်ထောက်ပြမှာဖြစ်ပါအော်စီအော်လက်ကို30ပေါက်တယ်20လောက်တော့ဆန်ကောင်းတယ်ကြာရှစ်ခုတော့လည်းမပြောပါတော့10ခုဒါကျွန်တော်တက်တယ်ထည့်လိုက်တာ10ခုအဲ့တော့ကျွန်တော် free token ဘာညာသွားယူမယ်ပေါ့နော် free token 28ကရမှာမဆိုးပါဘူးကျွန်တော်အနည်းဆုံးအချိန်20တော့20တရား5တက်ဆိုတော့33တက်အဲ့တော့လေဆောက်တိုင်တန်းလေးအောင်ရအောင်ပဲလဲလိုက်ပါဘုံပါမင်းတို့ရေဒီနေ့ရမှာစမကအော်ဒါနဲ့ကျွန်တော်ပြောဒီကထည့်ထားတဲ့ဗီဒီယိုလေးကိုကျွန်တော်မတင်တော့ပါဘူးเนาะအဲ့ဒီဗီဒီယိုကကျွန်တော်ဒီကမှာတွေ့ပြီးမှဆက်လိုက်ပြီပေါ့เนาะဒါနဲ့ကျွန်တော်ရဲ့တက်တော့အကောင်မှာဒီအတက်အောင်တိုက်တန်းဒီစကင်ပါတဲ့ဆောက်ပြီးတော့ကျွန်တော်မျိုးထောက်ပြီးရှိပါတယ်နောက်ပြီးလို့ရှိရင်လည်းအခုထောက်ပြနေတဲ့အကောင်ကကျွန်တော်ရဲ့ gain ကောက်ပဲရှိပါတယ်ဒီ gain ကောက်မှာကျတော့ကျွန်တော် funny စကင်ယူလိုက်တယ်ပေါ့เนาะဒါမှလည်းဒီက brother တို့ကျွန်တော်ဒီစကင်မထောက်ပြီးမဲ့အကောက်ဖြစ်တာကြောင့်အကောင်မဲထောက်ပြီးမှမလို့ brother တို့လည်းပြီးချင်တယ်ဆိုရင်တော့ CN လေးမှာကျွန်တော်ကြည့်တော့အကောက်ကိုလာမေးလို့ရတာပဲဖြစ်ပါတယ်အခုကကျွန်တော်ဘာကြီးပေါက်လဲဆိုတော့မစိုးလို့ပြောလို့ရတယ် emote တွေရောဒီတစ်ခါကလီယွန်ကဆန်ရမ်းကန်သူများရဲ့ထက်ကိုကန်ကောင်းတာပြည့်ရမှာနော်400ကျော်ဝိုင်းဆိုတော့ကျွန်တော်အနေနဲ့ဖီတိုကင်တကထည့်လိုက်တယ်ဖီတိုကင်တကနေတုံးလိုက်လို့ပေါ့နော်20လောက်တိုင်းကျင်းနေပြီအဲ့ဒါဆို15တက်ဆို900တက်တော့ရတယ်ကျွန်တော်ဒါမျိုးတစ်ထောင်ထပ်ထည့်ဒါမျိုးတစ်ထောင်ထပ်ထည့်ပြီးတော့ကျွန်တော်နဲ့မှာပဲဖြစ်အဲ့ဒီတော့မလို့ပေါက်ပြီးသားကြီးပြန်ရရဲ့ဒါလည်းမဆိုးပါဘူးလေ600တော့ကျော်သွားကျွန်တော်အနေနဲ့ဘာ60လေးတင်တော့ဖြစ်သွားပြီအဲ့တော့ free token ထည့်ရမှာပေါ့နော် free token 28တက်ပါလို့ဟုတ်ပါ28တက်ဆိုကျွန်တော်ဒါနဲ့900ဘော90တုံးပြီးတော့ပြင်ထုတ်ရအဲ့တော့လေပေါက်ပြီးသားမဟုတ်တော့20ဒီကလီယွန်တော့တကယ်ကန်ကောင်းပါလားတကယ်ကန်ကောင်းဒီစီပါကလီယွန်တော့အခုနောက်ပိုင်းရှားကန်တော့တာပြီးရဲ့အဲ့တော့ကျွန်တော်လည်းဒီရှိရပေါက်တယ်ကျွန်တော်ပေါက်ချင်တာအဲ့ဒါမဟုတ်ဘူးအဲ့တော့ဒီတော့ဆောင်းလိုက်ပြီးဆိုရင်ဆိုးလို့ပြောရရတယ်အမရောကိုရရတယ်မပေးဘူးနော်ကျွန်တော်မပေးဘူးကဲကျွန်တော်ဒိုင်မွန်ထပ်ထည့်ပြန်လာမယ်3နာရီပဲနောက်ထပ်မင်းလို့ပြောကျွန်တော်ဒီဝမ်းလေးကျွန်တော်ပြောရတယ်ငါတက်ဆုံးပြောပြလိုက်ဒီတစ်ခါမှပြောပြီးတော့ကျွန်တော်ပြောလေးပေးလိုက်အော်ရုပ်ပေါင်ဘယ်လောက်ရ30ညာဆိုပြီအဲ့တော့ရင်းစကင်လေးယူလိုက်တော့ဒီမှာတော့ဆန်ရဟိုကောက်ကြီးမှယူရဒီရင်ယူရဲ့အကောက်ကကျွန်တော်ဒါကတော့မဲထောက်ပြီးတော့နော်အဲကျွန်တော်ဗီဒီယိုလေးကိုကြည့်ပြီးသွားရင်ကျွန်တော်ကျွန်တော်ရဲ့ကောက်ကလေးကိုဆက်ကြရေးပါလို့စပြီးတော့တာဝန်ဒီဗီဒီယိုလေးကိုလောက်